Assalamu alaikum wa rahmatullahi wa barakatuh တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဟ်ဝါဆလမ်ရဲ့ဟာဒီသ်တော်တစ်ပုဒ်လာရှိတယ်တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဟ်ဝါဆလမ်ရဲ့အရှိကိုနေ့တစ်နေ့မှာဟာဇ်ဂျီဘရာအီးလ်အလိုင်ဟိဆလမ်ရောက်ရှိလာပြီးတော့အခုလိုပြောတယ်အိုမုဟမ္မဒ်ဒီလောကဒုနီယာ၌တင်နေခြင်းသလိုနေပါမုတ်ချတနေ့တော့တင်ကွယ်လွန်ရပါလိမ့်မယ်တင်ချစ်ချင်သူကိုချစ်ပါမုတ်ချတင်ခွဲခွာရပါလိမ့်မယ်တင်လှုပ်ချင်တာလှုပ်ပါမုတ်ချအဲ့ဒီအစားပေးခြင်းကိုခံရပါလိမ့်မယ်ဆိုပြီးတော့ဟာဇ်ဂျီဘရာအီးလ်အလိုင်ဟိဆလမ်ကတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဟိဝါဆလမ်ကိုလာပြီးတော့အကြံဉာဏ်ပေးတယ်ဒီဟာဒီသ်ကနေပြီးတော့ကျွန်တော်တို့သင်ခန်းစာယူစရာတွေအများကြီးရှိတယ်နံပါတ်1ကတော့ကျွန်တော်တို့အသက်ဘယ်လောက်ပဲရှည်ရှည်ဘယ်လောက်ပဲကျွန်တော်တို့ကျန်းမာနေပါစေတရက်တော့ကျွန်တော်တို့ဟာတည်ဆုံးကွယ်လွန်ကြရမှာဖြစ်တယ်နံပါတ်2ကတော့ဘယ်သူ့ကိုကျွန်တော်တို့ဘယ်လောက်ပဲချစ်ချစ်ဘယ်ဥစ္စာပစ္စည်းကိုကျွန်တော်တို့ဘယ်လောက်ပဲတွေ့တာနေသည်ဖြစ်ပါစေကျွန်တော်တို့ချစ်တဲ့ဥစ္စာပစ္စည်းကျွန်တော်တို့ချစ်တဲ့သားသမီးကျွန်တော်တို့ချစ်တဲ့ပစ္စည်းဥစ္စာယာဒူအာနာတွေအားလုံးကိုကျွန်တော်တို့စွန့်လွတ်ရလိမ့်မယ်နံပါတ်3ကတော့လောကမှာရှိတဲ့အချိန်မှာကောင်းတာပဲလှုပ်လှုပ်မကောင်းတာပဲလှုပ်လှုပ်တရားတာပဲလှုပ်လှုပ်မတရားတာပဲလှုပ်လှုပ်ကျွန်တော်တို့သေဆုံးကွယ်လွန်ပြီဆိုတာနဲ့ကျွန်တော်တို့လှုပ်ခဲ့တစ်ခုစီတိုင်းရဲ့အကျိုးရလဒ်ကိုကျွန်တော်တို့ကိုယ်တိုင်တွေ့မြင်ကြရပါမယ်နံပါတ်4ကတော့လောကဒုနီယာမှာကျွန်တော်တို့လူသားတွေရဲ့နှစ်သက်မှုကိုကျွန်တော်တို့မရှာပါနဲ့ကျွန်တော်တို့ရဲ့စိတ်တွေဟာလူသားတွေရဲ့နှစ်သက်မှုကိုရလိုဖို့အတွက်ကိုကျွန်တော်တို့မလုပ်ပါနဲ့သူတို့ရဲ့စိတ်တွေဟာနေ့စဉ်နဲ့အမျှပြောင်းလဲနေတယ်အလောရှင်မြတ်ရဲ့နှစ်သက်မှုကိုသာကျွန်တော်တို့ရှာရမယ်အလ္လာဟ်ဟာဘယ်တော့မှပြောင်းလဲခြင်းမရှိဘဲနဲ့ကျွန်တော်တို့ရဲ့ဒူအာကိုအမြဲတမ်းလက်ခံတော်မူတဲ့အရှင်ဖြစ်ပါတယ်လူသားဟာတခါတရံတောင်းလို့ရှိရင်သူပေးလိုက်မယ်နှစ်ခေါက်တောင်းပေးလိုက်မယ်သုံးခေါက်ဆိုတာနဲ့သူပေးတော့မှာဒါပေမဲ့အလောရှင်မြတ်ကတော့ကျွန်တော်တို့ကိုဒူအာရဲ့တကားကိုဖွင့်ပေးထားတယ်အလ္လာဟ်ထံမှာကျွန်တော်တို့အချိန်မရွေးတောင်းအလောရှင်မြတ်ကလက်ခံမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုပြောထားတယ်ကုရ်အာန်ရဲ့တနေရာမှာဆိုလို့ရှိရင်အလောရှင်မြတ်ကငါအလောရှင်မြတ်ဟာတဲ့ဒူအာမတောင်းရင်တောင်မှဂျဟန္နမ်နဲ့ပြစ်ချမယ်ဆိုပြီးတော့အလ္လာချင်းကြောက်ထားတယ်အလောရှင်မြတ်ကပေးကျင်တာကျွန်တော်တို့ဟာမတောင်းဖြစ်တာအလောရှင်မြတ်ထံမှာသာဒူအာတောင်းပါဆိုပြီးတော့အကြံပြုလိုက်ပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုல்லாဟီဝဘရကာတု